မင်္ဂလာစိတ်တော်နေ့လေးတွေပါချက်တို့ရေဒီနေ့ဘာဟင်းချက်မလဲဆိုတော့ကြည့်ကြရအောင်နော်ဒီနေ့ကျမဆိုင်နဲ့ဝင်းနေရိုးဟင်းချိုတောက်ဆန်းလေးချက်ပြမယ်ပထမဦးဆုံးကျက်သွန်ဖြူရဲ့ဂျင်းရဲ့ငရုတ်ကောင်းရဲ့ဒါလေးရဲ့ခေါမတာတော့ဘူးမညက်တညက်လေးထောင်းထားမယ်နော်ဆန္ဒချင်းရဲ့ချက်သွန်းဖြူရဲ့နန်နန်ပင်ရိုးရဲ့ငရုတ်ကောင်းရဲ့မညက်တညက်လေးထောင်းထားလို့ရပါပြီကဲချက်တို့ရေဟင်းလေးချက်ကြရအောင်အရင်ဦးဆုံးစင်လေးအရင်ကမယ်နော်စီလေးနဲ့ထပ်မယ်စီလေးပူလာပြီဆိုတော့စနွေးမနဲ့ထည့်မယ်စင်ဒီတော့ဆွမ်းနာထောင်းထားတဲ့အစာပလာပြန်ထည့်မှုရဆိုတော့ဝင်းနေရိုးလေးအရင်ထည့်မယ်နော်ဝင်းနေရိုးလေးကိုမွေးနေအောင်မွေးလိုက်မယ်ဝင်းနေရိုးလေးတဲ့အရင်လေးထည့်လာတဲ့အပြည့်မွေးပေးမယ်နော်ညီငယ်လေးပြအောင်ဝင်ထားမယ်ဆိုတော့ချက်သွန်နီရဲ့ဥနီရဲ့ငရုတ်ကြီးရဲ့ထဲမွေးနေစင်ခဏလေးထဲမွေးလိုက်မယ်အနေတော့တုံးထားတဲ့ကျမဆိုင်လေးပြန်ထည့်မယ်လို့စင်ချစ်တို့ရေကိုလိုတလောက်ရေလေးထားထည့်မယ်နော်ကိုလိုတလောက်ရေလေးထားထည့်မယ်ချစ်တို့ရေ10 မိနစ်15 မိနစ်20လောက်ပြန်ထည့်ပြန်တက်ထားမယ်နော်ဝင်းနေရိုးလေးနူးအောင်
ချစ်တို့လည်းလက်စားကြည့်ကြနော်ချစ်ရတာအရန်လဲလွယ်ကူသလိုချစ်တို့ရေကြည့်ကြပါအောင်စင်စားချင်းစရာကောင်းတယ်ဝင်းနဲ့ရောကြမဆိုင်သောက်ဆောင်လေးနော်ချစ်တို့ဘာဟင်းတွေများချက်စားကြလဲအားမန်ထမလည်းဖြောပေးကြပါအောင်နော် channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ချစ်တို့ရေချစ်တို့ရေဟင်းလေးရတာအတွက်ခဏကောင်းလေးတစ်ကုတ်တောင်းထားပါတယ်နော်တစ်ခုပဲထည့်ပါမယ်ဟင်းလေးအနက်လည်းမွေးလာပြီဆိုတော့နောက်5မိနစ်လောက်ပြန်ထည့်မယ်နော်ချစ်တို့ရေဟင်းလေးလည်းကျလာပြီဒီလိုနေထားမျိုးဆိုရပါပြီစင်ဝင်းနဲ့ရောချင်မဆိုင်ဖောက်ဆန်လေးရပါပြီချစ်တို့လည်းလက်ချက်ကြည့်ကြနော်ခလေးလူကြီးရန်ကြိုက်တမဲ့ဟင်းလေးပါစင်အခုချိန်ဆိုစီလေးစီပြန်ဟင်းတွေအကျော်တော်တွေသိမစားချင်လို့ဒီချင်မဆိုင်ဝင်းနဲ့ရောဖောက်ဆန်လေးချက်ဖြစ်ပါတယ်ချစ်တို့ရောဗဟင်းတွေများချက်ချလဲမန်းတော့ပြကြပါအောင်နော်ကျမရေးလဲကြည့်စိုက်ကြနော်ချစ်တို့နော်ချစ်တို့ရေအသိစားဖို့ဝန်းနဲ့ရောကျမဆိုင်ဖောက်ဆန်လေးရပါပြီစင်စားကြပါအောင်စင်ချစ်တို့ရေနောက်နေ့ဒီမှာအတွက်ဗဟင်းများချက်မယ်လဲဆိုစောင်းမြောင်အပေးကြပါအောင်နော်အတန်လေးကိုလည်းတိခံပြီးနောက်တောင်ပေးကြပါအောင်ချစ်တို့ရေအနေပန်းပြန်ဆုပ်ကြမယ်နော်အားလုံးဘိုင်ဘိုင်